အရှိပင်လယ်မြို့မှာသူတို့ရဲ့ဈေးကွက်ကိုဝင်ရောက်ရှင်ပြရဲတာဟာတတိရှိလုံးတယ်လို့ဆိုပြီးဒီနေရာမှာအရင်ဆုံးစိတ်ကန်းစီးမြင့်ကိုနားလည်ဖို့လိုကြောင်းတတိပေးပါတယ်လင်းဟန်ရှန်ကစိတ်မလှုပ်ရှားပဲအခြေအနေကိုထိန်းချုပ်နေပါတယ်။ဝန်ဖုံးရှန်ကလင်းဟန်ရှန်ကိုကာကွယ်ပေးပြီးသူ့မိတ်ဆွေဖြစ်တာကြောင့်ဒီတစ်ကြိမ်ခွင့်လွှတ်ပေးဖို့တောင်းဆိုပါတယ်။အင်အားကြီးသူကလည်းဝန်ဖုံးရှန်ရဲ့မျက်နှာကိုထောက်ထားပြီးဒီတစ်ကြိမ်ပြန်လွှတ်ပေးပါတယ်။ဒါပေမဲ့အရှိပင်လယ်မျိုးရဲ့ကုန်းမြေပေါ်ကစီးမြင့်တွေကိုနားမလည်ရင်နောက်မှာပြဿနာကြီးကြီးမားမားဖြစ်နိုင်ကြောင်းတတိပေးပါတယ်။ဝန်ဖုံးရှန်ကတော့လင်းဟန်ရှန်ရဲ့တတိနဲ့ခိုင်မာမှုကိုသဘောကျသွားပြီးသူနဲ့တီးတန့်ပူးပေါင်းဆောင်ရွက်ဖို့အတည်ပြုလိုက်ပါတယ်။ထို့ပြင်ရွမ်နှစ်သိန်းခါကိုကြိုတင်ငွေဖြစ်ပေးပြီးနောက်မှာရရှိတဲ့အကောင်းဆုံးကုန်ပစ္စည်းတွေကိုပထမဆုံးသူ့စီပို့ပေးဖို့တောင်းဆိုပါတယ်ပထမဆုံးရရှိလာတဲ့ငွေကရွမ်၄သိန်းကျော်ဖြစ်လာပါတယ်အာယုံကိုအခေးအမောင်မလုပ်ပဲဒန်းလူလုပ်ဖို့ကိုင်ဖက်အဖြစ်အမျက်တသိန်းကျော်ခွဲပေးခဲ့ပါတယ်ကျန်ငွေတွေကိုတင်မောပြုပြင်ဖို့အသုံးပြုမယ်လို့ဆုံးဖြတ်ပါတယ်အာယုံကသူဟာလင်းဟန်ရှန်နောက်လိုက်လုပ်ပေးတဲ့သူသာဖြစ်တာကြောင့်ဒီလောက်ငွေအများကြီးမယူသင့်ဘူးလို့ပြောပါတယ်ဒါပေမဲ့လင်းဟန်ရှန်ကသူတို့နှစ်ယောက်ဟာတထေးနဲ့အလုပ်သမားမဟုတ်ပဲညီကိုတွေနဲ့လုပ်ဖို့ကိုင်ဖက်တွေဖြစ်ကြောင်းပြန်လည်အတည်ပြုပါတယ်အာယုံရဲ့တင်မို့မရှိရင်သူပင်လယ်ထဲထွက်နိုင်မှာမဟုတ်တာကြောင့်ဒီငွေဟာအာယုံရဲ့ထိုက်တန်တဲ့အခွင့်အရေးဖြစ်တယ်လို့ဆိုပါတယ်ထို့နောက်သူတို့နှစ်ယောက်ကတင်မို့ပြင်ဆင်ရေးဆိုင်ရာကျွမ်းကျင်သူတွေထံတွားရောက်ပါတယ်လင်းဟန်ရှန်ကတင်မောကိုအတွင်းပြင်အပြည့်အစုံပြန်လည်ပြုပြင်ပြီးအကောင်းဆုံးအခြေအနေထိရောက်အောင်လုပ်ဖို့အမိန့်ပေးပါတယ်။အင်ဂျင်ကိုအင်အားကြီးဆုံးနဲ့ပြောင်းလဲပြီးတင်မောကိုခိုင်ခန့်အောင်ပြုပြင်ဖို့အကောင်းဆုံးရေနက်ပိုင်းဝင်ချစ်စနစ်တွေတက်ဆင်ဖို့လည်းအမိန့်ပေးပါတယ်။ပြုပြင်မှုတွေပြီးဆုံးသွားတဲ့အခါအရင်ကပျက်စီးလူနီးပါးဖြစ်နေတဲ့တင်မောဟာလုံးဝပြောင်းလဲသွားပါတယ်။အာယုံကတော့ဒီတင်မောဟာအရင်ကသူတို့ရဲ့ပျက်စီးနေတဲ့တင်မောဟုတ်မဟုတ်မယုံနိုင်အောင်ဖြစ်သွားပါတယ်။အခုတော့တမနီနဲ့ပြုလုပ်ထားတဲ့ပင်လယ်သားရဲတကောင်လိုဖြစ်လာပါတယ်။အင်ဂျင်အားကောင်းမွန်အောင်ပြောင်းလဲခြင်းရေနက်ငါးဖမ်းဆက်ပစ္စည်းများတက်ဆင်ခြင်းတို့ကြောင့်သူတို့ရဲ့လေဟောင်းလေးဟာအခုတော့အစွမ်းထက်ပင်လယ်သွားလေတစင်းအဖြစ်ပြန်လည်မွေးဖွားလာခဲ့ပါပြီ။